နော်အားလုံးပဲမင်္ဂလာပါ Aria Diary page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်Aria Diary page ကိုဖွင့်ထားတာတော့ကြာပြီပေါ့နော်ဒါပေမဲ့ဒီအခုမှာပေါ့နော် podcast လေးတွေလုပ်ဖို့ဆိုပြီးတော့ရွေးပြီးတော့တပံပြန်မလဲပြီးတော့ဒီ page ကိုပြန်ပြီးအသက်သွင်းတာပေါ့နော်ဒီ podcast လေးမှာဘယ်လို podcast လေးတွေလုပ်သွားမလဲပေါ့ဘယ်လို podcast လေးတွေလုပ်သွားမလဲဆိုရင်Aria ရဲ့ဒီအာ နိုင်ငံခြားမှာကျောင်းတက်တဲ့အခါမှာကြုံတွေ့ခဲ့ရတဲ့ experience တွေပေါ့နော်ပြီးလို့ရှိရင်lifestyle နဲ့ပတ်သက်တဲ့ content တွေပေါ့နော်အဲ့ဒါလေးတွေကိုအဓိကထားပြီးတော့လုပ်ပေးသွားမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့အရင်ဆုံးကိုယ့်ကိုအရင်မိတ်ဆက်လိုက်မယ်ပေါ့နော်Aria ကအခုလောလောဆယ်ချင်းမိုင် University မှာ Master of Economics ကို Thailand Scholarships နဲ့တက်ရောက်နေတာဖြစ်ပါတယ်အဲ့တော့ဒီ Aria လုပ်မဲ့ podcast တွေထဲမှာပေါ့နော်နိုင်ငံခြားကိုကျောင်းလျှောက်တဲ့အခါမှာဘယ်လိုတွေပြင်ရမလဲ scholarship ကိုဘယ်လိုလျှောက်ရမလဲကျောင်းတွေဘယ်လိုရွေးချယ်ရမလဲစရှိသဖြင့်ဒါနဲ့ပတ်သက်ပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်။ Aria အနေနဲ့လည်းဒီ educational consultant ပေါ့နော် freelance တွေနဲ့လုပ်ခဲ့တာလည်းအချိန်တိုင်းတာတစ်ခုလုပ်ခဲ့တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ Aria ရေးမဲ့ thesis ကလည်းဒီ education နဲ့ support နဲ့သက်ဆိုင်တဲ့ဟာမျိုးတွေပေါ့နော်အားလုံး related ဖြစ်နေတဲ့အတွက်ကြောင့်မလို့များသောအားဖြင့် education နဲ့ဆိုင်တဲ့ content တွေအဲ့ဒါတွေကိုအများဆုံးသင်ပေးသွားမှာပေါ့နော်အဲ့တော့ဒီ channel လေးမှာထပ်ပြီးတော့ဘယ်လိုမျိုးcontent စိတ်ဝင်စားစရာ content လေးတွေနဲ့ထပ်ပြီးတော့ comeback လုပ်မလဲဆိုတာကိုခဏစောင့်ကြည့်ပေးကြပါဦးနော်ကျေးဇူးတင်ပါတယ် bye bye